ဟင်းနဲ့မယ်လေးကတော့ထူးထူးဆန်းဆန်းပါပဲပဲကြီးတူလေးတို့ဟင်းလေးပေါ့နော်ကောင်းညင်းနဲ့ပဲနဲ့ကိုရောချက်မှာပဲဖြစ်ပါတယ်အမေငယ်ငယ်တော့ခဏခဏချက်စားပြတဲ့ဟင်းတစ်မျိုးလေးပါပဲပဲကြီးတူလေးတို့ဟင်းလေးနဲ့အမဲသားကိုနုံနုံဆင်ပြီးတော့မှငပိကျက်ဆက်ဆက်လေးနဲ့ပေါ့နော်တွဲစားမှာပဲဖြစ်ပါတယ်မိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကြပါအောင်ရှင်ကောင်းညင်းလေးနဲ့ပဲလေးနဲ့ပေါ့နော်ဒါကတော့ပဲကြီးတူလေးတို့ဟင်းပါအိမ်လေတဲ့သူတွေစားလို့မရပါဘူးမိကတော့အမဲသားလေးတွေကိုစားနဲ့ချလက်ကိုင်းနဲ့ထည့်ပြီးတော့မှတိချာလေးပို့ပြီးတော့ဆေးပြီးထားပြီပေါ့နော်အခုကတော့အမဲသားလေးတွေကိုနုံနုံဆင်းပေးလိုက်ပါမယ်ဒဲဦးတွေကိုနုံနုံဆင်ထားတဲ့အမဲသားလေးထည့်ပေးလိုက်မယ်ပြီးရင်တော့ခန်းညင်သီးလေးပေါ့နော်၄-၅လုံးလောက်လှီးပြီးတော့ထည့်ပေးလိုက်ပါမယ်ကြက်သွန်အနီလေးလှီးထားတာပါပြီးတော့ကြက်သွန်ဖြူလေးထောင်းတာလေးထည့်မယ်ငပိလေးထည့်မယ်ဒါကတော့မင်းအမြဲသုံးနေကြငရုတ်သီးကျန်းမုံလေးထည့်ပါမယ်ဒီ A1 Family ငရုတ်သီးကျန်းမုံက100%တဘာဝငရုတ်သီးစစ်စစ်ကနေထုတ်လုပ်ထားပြီးတော့တစွန်းသုံးုံနဲ့ပိုတိတာတယ်ကျန်းမရဲ့အတွက်ပိုစိတ်ရှလို့ပေါ့နော်မိကတော့အမြဲသုံးပါတယ်မိကတော့ဆက်ဆက်လေးဆက်မှာမလို့2စွန်းခွဲထိထည့်ထားပါတယ်အယောင်လေးပူလာသွားအောင်လို့ A1 Family ရဲ့အယောင်တင်မုံအဆက်ရော်လေးကိုလက်ဖက်စားစွန်းတစ်စွန်းတုံထားပါတယ်ပြီးသွားရင်တော့ပေါ့နော်ဟင်းကြုံမုံလေးအနှဲငယ်စားလေးအနှဲငယ်ထည့်ပေးလိုက်ပါမယ်အမဲသားရဲ့ညှိနှက်လေးပျောက်သွားလို့ပေါ့နော်မိကတော့ရုပ်ကောင်းမုတ်လေးနည်းငယ်ထည့်ပေးလိုက်ပါတယ်ပြီးတော့ရင်တော့စနုံးမုတ်လေးနည်းငယ်ထည့်မယ်စီလေးနည်းငယ်ထည့်ပြီးတော့မှဒီငပိလေးတွေရောကြည်သွားအောင်လို့ပေါ့နော်အလုံးတမသွားအောင်ရောပြီးတော့မှနယ်ပေးလိုက်ပါမယ်ပြီးရင်စီထက်ထည့်ပေးလိုက်ပါမယ်ဒါကတော့ပေါ့နော်လုံးကျက်ပုံစံမျိုးလေးပေါ့နော်ဟင်းခက်မုတ်လေးနည်းငယ်ထည့်မယ်ပြီးရင်တော့မှွေပေးလိုက်ပါမယ်မိတို့မီရဲ့ရွာဆိုရင်ပေါ့နော်ဒီလူကြီးတွေကဆိုရင်သူတို့ဟင်းချက်တဲ့အခါမှာဆိုရင်ဒဲထဲမှာပဲတစ်ခါလေးပြင်ဆင်ပြီးတော့မှပေါ့နော်လုံးကျက်ချက်တာများရယ်ပေါ့နော်အခုလည်းမိကလည်းဒီနေ့တိုင်းလေးပဲချက်ထားပါတယ်စီနဲ့ပထမဆုံးလုံးချက်ချက်ပြီးသွားပြီဆိုရင်တော့ရေနွေးလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့တမအောင်မှွေပြီးသွားပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးထားလိုက်ပါမယ်ရှင်မိတို့အမေတို့ခစ်တုံးဟာတဲ့ဒီအသားကိုပေါ့နော်မြမစားနိုင်ဘူးအခုလိုအမဲသားကိုနည်းနည်းလေးကိုပေါ့နော်နုံနုံဆင်ပြီးတော့ပွားအောင်လို့ပေါ့နော်သူကငပိနဲ့ခန်းညင်တီချက်အဆက်ချက်လေးတွေပေါ့နော်ချက်ပြီးတော့စားကြတယ်လို့အမေကပြောပြရဲပေါ့နော်ဒါကတော့ပဲကိုရည်စင်ထားတာပေါ့နော်ဒါကောင်းညင်းကောင်းကြီးကကြတော့နိုးစီတစ်ခွက်ပေါ့နော်စံချိန်ခွင်းနဲ့ဆိုရင်တစ်ခွက်ဒါတညရေးစင်ထားပါဒါအိမ်မှာမပါမဖြစ်သုံးနေတဲ့အကြောင်းတင်မလေးပါပဲကြီးတဝီတွင်းလေးဆက်ချက်ပါတော့မယ်တညရေးစင်ထားတဲ့ပဲနဲ့ကောင်းကြီးလေးကိုထည့်ပေးလိုက်ပါမယ်ကြက်သွန်အနီအဖြူထည့်မယ်အယောင်တင်မုံလေးထည့်မယ်ပြီးရင်တော့စနုံးမုံလေးအနှဲငယ်ဟင်းကြုံမုံလေးကအနှဲငယ်စားလေးထည့်ပေးလိုက်ပါမယ်နောက်ဆုံးမှာတော့စီလေးထည့်ပေးပြီးတော့မှမိတို့မီရဲ့ရွာပုံစံအတိုင်းလေးပဲပေါ့နော်လုံးချက်ပုံစံမျိုးလေးပဲချက်ထားပါတယ်ပြီးတော့ရင်တော့ပေါ့နော်ရေနွေးလေးတစ်ခါထည့်ပေးလိုက်ပါမယ်ဒီပဲနဲ့ကောင်းရင်းနဲ့ပေါ့နော်မနဲ့မချင်းပေါ့နော်ရေလေးကတော့ထပ်ဖြည့်ပြီးတော့မှမီးအေးလေးနဲ့ပဲချက်ပေးရမှာပဲဖြစ်ပါတယ်ပဲကြီးတဝေတို့ဟင်းကိုနော်အိမ်လေတက်တဲ့သူတွေဆိုရင်လုံးဝချက်မကျွေးတင်ဘူးနော်ချက်လည်းမကြည့်ကြနဲ့နော်တဝေတို့ဟင်းဆိုကြလေအိမ်ပြန်မလာမှာစိုးလို့ပေါ့နော်ပိုဆိုးသွားလိမ့်မယ်နော်ဟင်းရဲ့အနံ့ပေါ့နော်ကောင်းရင်းနဲ့မှုမွေးလေးတော့ထွက်နေပြီသူကပေါ့နော်ဒီလိုမျိုးအဆက်ချက်တဲ့ဟင်းတွေနဲ့ဆိုရင်တွဲပြီးတော့စားမယ်ဆိုရင်ပေါ့နော်အဆက်ပြေတယ်ပေါ့နော်ကောင်းတယ်လိုက်ဖက်တယ်ဒီနေ့ကတော့ပေါ့နော်ဒါကတော့မကွေးမင်းဘူးရဲ့ပေါ့နော်ရွာဒလေးလေးတိုင်းပဲအတိုးမြုပ်လေးရဲ့ဒါကတော့မဲသားလေးကိုနုံနုံဆင်ပြီးတော့မှခန်းညင်သီးလေးနဲ့ပေါ့နော်ငရုတ်သီးအဆက်ချက်လေးပေါ့နော်ဒါကတော့ပေါ့နော်ကောင်းညင်းလေးနဲ့ပဲကြီးနဲ့ပေါ့နော်ပဲကြီးတဝေတို့ဟင်းလေးပါအိမ်လေတဲ့သူတွေစားလို့မရအောင်တဝေတို့ဟင်းဆိုတော့ပိုဆိုးသွားမှကြောက်လို့မဲသားရုပ်ဒီတိုင်းစားတာညှိတယ်ဆိုရင်ဒီလိုလေးချက်စားကြည့်နော်လုံးဝအမဲသားရဲ့ညှိနှက်နေပါပျောက်တယ်စားလို့ကောင်းတယ်ဟောဒီလေးတွေမဲသားရုပ်ဒီချက်လေးနဲ့စားရလေးပေါ့နော်ကြည့်ပါမယ်စားကြပါလို့ရှင်စားပါပြီစားကြပါအောင်ကောင်းညင်းနဲ့ပဲလေးနဲ့ဆိုလေကောင်းညင်းရဲ့စိတ်နဲ့ရတာနဲ့ပဲလေးကရှူတော့ကြတော့လိုက်တယ်လိုက်ဖက်တယ်မဲသားမြို့သီးချက်လေးနဲ့ပဲတဝေထိုးလေးနဲ့အမေကချက်ကြွေရဆိုကြလေဒါလေးကိုအမေချက်ကြွေရကြိုက်လို့ဒီကလာချက်စားကြည့်ရပါအိုးကလော်ကြီးဝါလိုက်တာဆက်လိုက်တာလူကြီးချက်ပါဆိုဆက်တယ်လေကလော်ကြီးကိုထပ်ပြီးဝါလိုက်တော့ဟိုဆက်ဆောင်းတွင်လေးမှာနှာရီကိုပွင့်ထွက်သွားတယ်
A1 family ရဲ့ညိုတိကျမုံနဲ့အယောင်တင်မောင်ဟာဆိုရင်ဖြင့်ဓာတုဆိုးစီအယောနော်တာရှိကန်စီလုံးဝမပါဝင်ဘူးတဘာဝညိုတိစစ်စစ်နဲ့တရားရကန်တော့အမခံပြီးတော့မှထုတ်လုပ်ထားပါတယ်ရှင်ကင်ဆာဖြစ်စေတဲ့မှုအစိတ်တွေနဲ့မွိုင်းချအဆူတက်ကိုပေါ့နော်ကိုပိုင်တခွဲကနဲ့တိချလေးပုံမှန်စစ်ဆေးပြီးတော့မှထုတ်လုပ်ပေးထားပါတယ်ရှင်update လက်မှတ်ကောဟာလာလက်မှတ်ကောရရှိပြီးသားမလို့လူမျိုးမေးဘာသာမေးစသုံးနိုင်ပါတယ်ရှင် City Map Macro Capital Modern Trade ဆိုင်ခွဲကြီးတွေမှာလည်းဝယ်ယူလို့ရပါပြီရှင်တတာ